နေသူမဟာမိတ်အဖွဲ့ရဲ့အရှိဖက်ချန်လေကြောင်းရန်ကာကွယ်ရေးမှာသမိုင်းဝင်ခြေလှမ်းတစ်ရပ်အဖြစ်ပိုလန်နိုင်ငံဟာပြင်စမမျိုးဆက် F-35A စတီးတိုက်လေယာဉ်တွေကိုစတင်အသုံးပြုတော့မှာဖြစ်ပါတယ်။ပိုလန်လေတပ်ဟာဟူဆာလို့ဂုဏ်ယူစွာအမည်ပေးထားတဲ့ဒီခေတ်မီစစ်လေယာဉ်တွေဟာပိုလန်ရဲ့စစ်ရေးစွမ်းအားကိုတိတိတသာမြင့်တက်လာစေမှာပါ။ဒါအပြင်ပိုလန်နိုင်ငံဟာနေတိုးရဲ့အရှိဖက်ချမ်းမှာဒီလိုအရှိမြင့်ရေဒါရှောင်ခွဲနိုင်တဲ့စစ်လေယာဉ်တွေကိုပထမဆုံးအသုံးပြုခွင့်ရတဲ့နိုင်ငံလေးဖြစ်လာခဲ့ပါတယ်။ပိုလန်အစိုးရဟာဒီ F-35A လေယာဉ်စုစုပေါင်း32စင်းအတွက်အမေရိကန်ဒေါ်လာ4.6ဘီလီယံတန်ဖိုးရှိစာချုပ်ကိုချုပ်ဆိုထားခဲ့တာဖြစ်ပြီးလာမယ့်2030ပြည့်နှစ်မှာအပိသက်လက်ခံရရှိဖို့မျှော်မှန်းထားပါတယ်။လက်ရှိမှာတော့ပိုလန်လေယာဉ်မှုတွေဟာအမေရိကန်ပြည်ထောင်စုမှာလေ့ကျင့်မှုတွေစတင်နေပြီဖြစ်ပြီးဒီလေယာဉ်တွေဟာပိုလန်နိုင်ငံLas လေတပ်စခန်းရှိကို2026ခုနှစ်အတွင်းတိုက်ရိုက်ရောက်ရှိတပ်ဆွဲတော့မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။